ကျွန်တော်ဒီနေ့စားစရာနှမျိုးလုပ်မယ်တစ်ခုကဆူရှီလုပ်မယ်နောက်တစ်ခုကကြတော့ overnight oatmeal လုပ်မယ် overnight oatmeal ကမနက်ဖြန်အတွက်မနက်စာဒီနေ့ကတည်းကလုပ်ပြီးတော့မှရေခဲတစ်တာထဲမှာတင်ထားမယ်ပြီးလို့ရှိရင်ဒီနေ့အတွက်လုပ်မဲ့ဆူရှီကဒီနေ့စားဖို့ဒီဆူရှီကိုကျွန်တော်ထမင်းနဲ့မလုပ်ဘူးဒီ oatmeal နဲ့လုပ်မယ်အခွားသီးရဲ့ခါချက်ဥရဲ့အဲ့ဒါလေးကိုမြင်မြင်လေးလီးထားတယ်ပြီးရင်ကျွန်တော်ကဒူနာငါတုံထားတယ်မိတ်ဆွေတို့ကြိုက်တဲ့အသားတုံလို့ရတယ်ဟိုကကြက်သားကြော်ထားတယ်ဆိုရင်လည်းကြက်သားတုံလို့ရသလိုကြက်ဥကြော်ထားတယ်ဆိုရင်လည်းကြက်ဥကြော်လည်းတုံလို့ရတယ် instant oatmeal ကိုကျွန်တော်တို့60 gram လောက်ထည့်လိုက်မယ်ကြိုက်တဲ့စိတ်တုံလို့ရတယ်เนาะကျွန်တော်ကတော့ဒီတစိတ်ကိုပဲကြိုက်လို့ဒီတစိတ်လေးကကျွန်တော်စားဘူးသမျှအုံမေတစိတ်ကပို့ပြီးတော့မှစားလို့ကောင်းလို့စစ်စီးလေးပို့ရှိလို့ဝယ်လို့ရတဲ့ link ကိုလည်းကျွန်တော် comment မှာချထားပေးမယ်ပွားပွားဆူတဲ့ရေနွေးကိုဒီအုံမေထဲ80 gram လောက်လောင်းချလိုက်မယ်ဒါလေးကိုကျွန်တော်တို့နယ်လိုက်မယ်ရေများသွားရင်သူကအရန်ကျဲသွားတဲ့အခါကျတော့သူရှိလောက်တဲ့အခါကျရင်နည်းနည်းလေးလောက်ရခက်သွားလိမ့်မယ်เนาะရေအရန်များကြီးမထဲနဲ့အခုဟာမျိုးဆိုရင်ကွက်တိလောက်ပဲအုံမေလေးကဒီလိုမျိုးလေးစစ်စီးပန်ပိုင်လေးဖြစ်နေပြီဆိုတော့ကျွန်တော်တို့ရဲ့ဒီနားလေးမှာထမင်းအစားပေါ့ရေဆူရှီပေါ်မှာဖြန့်ကျဲလိုက်မယ်လိုလေးပြပြလေးဖြန့်ကျဲပြီးသွားပြီဆိုရင်ကျွန်တော်တို့လီးထားတဲ့ဒီသခွားသီးရဲ့ခါချက်ဥရဲ့ကျူနာငါးရဲ့နည်းနည်းထက်လိုက်အောင်မယ်လိတ်လိုက်ရုံပဲဒါလေးနဲ့အလဲကနေလီချလိုက်တယ်ဆိုရင်ရပါပြီဒီမှာဒါကျွန်တော်တို့ရဲ့အုံမီဆူရှီလိတ်ပဲအရသာရှယ်ပဲစစ်စီးလေးလောက်စားတင်နေတာဘာနဲ့အုံမီဆက်လောက်တော့မယ်နှစ်စွန်းလောက်ပေါ့နော်အိုးဖိတ်ကုန်low fat milk powder နဲ့ဖြော်ထားတာမိတ်ဆွေတို့ကြိုက်တာထည့်လို့ရတယ်နော်ပဲနို့လည်းထည့်လို့ရတယ်ဒါလေးကိုသူစိုသွားအောင်အကုန်လုံးပေါ့နော်ဒီလိုလေးနဲ့စိုသွားအောင် great တင်ချင်လို့တော့ပြောတယ်ပေါ့နော်ဒါပေမဲ့သူကအလောက်ကြီးတော့မခဲဘူးတင်ချင်လိုမျိုးပုံစံမျိုးလောက်ပဲအဲ့ဒါလေးကိုသစွန်းလောက်ယူပြီးတော့မှကျွန်တော်က chocolate အရသာလေးလုံမှာမို့လို့ဒီတင်ချင်ကလည်းမချင်ဘူးလို့ဆိုလို့ရတယ်ဒါလေးကိုကျွန်တော်ဒီ chocolate အရသာရှိတဲ့ဒီဗာလဲ promise ကကျွန်တော်လက်ဆောင်ပေးတဲ့ဟာလေးကျွန်တော်ဒီထိတောင်လုပ်ပြီးသွားပြီလှည့်ကြည့်လိုက်တော့ recording မလုပ်မိမှန်းတတိထားမိတယ်ဆိုတော့ကျွန်တော်နောက်ထပ်တစ်ခေါက်ပြင်လုပ်မယ်ကျွန်တော်အစတုန်းကလောက်ကတော့ကျွန်တော် chocolate အရောင်လေးလုပ်မှာပေါ့ဒီအပေါ်အားဆိုရင်ကျွန်တော်ရိုးရိုးဒီဒိန်ချင်ပဲထည့်လိုက်မယ်ဖြူရောင်ဖြစ်အောင်လုပ်လိုက်မယ်ဆိုတော့အခုဒါလေးထည့်တာကိုမပြမိတဲ့ခါကျတော့နှစ်ရောင်စလုံးကိုဒီ chocolate ပဲထည့်လိုက်တော့မယ်ဆိုတော့ chocolate အရသာဆိုတော့ဖြော်လိုက်တဲ့အခါကျရင်သူက chocolate အရောင်လေးထွက်လာမှာပေါ့နော်ပြိတ်တိန်ထင်ထဲမှာဘာမှမရောဘူးဆိုရင်လည်းဒီတိုင်းထည့်စားဆိုလည်းထည့်စားလို့ရတယ်မိတ်ဆွေတို့တကြားကြိုက်တယ်ဆိုလည်းတကြားနည်းနည်းလေးရောထည့်လို့ရတာပေါ့နော်ချောကလက်မုန့်ရှိတယ်ဆိုလည်းချောကလက်မုန့်နဲ့ရောလို့ရတယ်နော်ထက်ချင်းစီထက်သွားရင်ရပြီဒါလေးကအုတ်မေးရဲ့နွားတို့ရဲ့လောင်းတာတစ်ထက်ပြီးရင်တိန်ချင်တဲ့ခုနကက်ရှူနက်ဖောက်တာနဲ့ရောပြီးတော့မှတစ်ထက်နောက်ထပ်အုတ်မေးထက်ထည့်တယ်နွားလို့လေးနည်းနည်းလေးထက်လောင်းတယ်ဒါကိုတစ်ထက်ပြီးလို့ရှိရင်နောက်ထပ်တစ်ထက်ကဒီဒိန်ချင်တဲ့ခုနကက်ရှူနက်ဖောက်တာနဲ့တစ်ထက်အဲ့လိုအထက်လိုက်သွားလိုက်ရင်ရပြီဒါလေးကိုပလတ်စတစ်နဲ့အုပ်ရေခဲတစ်တာထဲမှာတညာတိတ်မယ်ရေခဲတစ်တာထဲတညာတိတ်ထားပြီးသွားပြီဒီနေ့မနက်စပိန်စီပြီးပြင်လာတော့ဒါလေးကိုကျွန်တော်ရေ breakfast အနေနဲ့စားမယ်ကျွန်တော်စီမှာတရက်သီးရှိလို့တရက်သီးကိုတသေးလေးလီးပြီးတော့မှအထဲမှာထည့်လိုက်မယ်မိတ်ဆွေတို့ကြိုက်တဲ့အသီးထည့်လို့ရတယ်နော်အစိတ်အဆန်လေးလည်းနည်းနည်းထည့်မယ်ဟိုကျွန်တော်ရဲ့ဒီ overnight oatmeal ပြီးသွားပြီ